မင်္ဂလာပါရှင်တကုံရွှေများရဲ့တင်ပေးနှင့်စခင်းသူအပိုင်းဟစ်ကိုဖတ်ပြပါမယ်ရှင်လူအုပ်ကြီးသည်ကြောက်ရွံ့နီးသို့အံ့အားချီကျူးသောမျက်နှာများဖြင့်ချင်းကပ်လာရာဒေါက်တာမောင်မောင်ကျော်နှင့်မရင်တွေတို့ကနောက်သို့ဆုတ်ပေးလိုက်ရ၏ပရိသတ်များဝိုင်းဟုကြည့်နေကြသည့်ခိုင်နိုင်မရင်တွေသည်မောင်မောင်ကျော်အားလက်ပတင်းတစ်ခုအနီးသို့ခေါ်သွားပြီးလျှင်ဆိုဖာတစ်လုံးတွင်နှစ်ယောက်တူထိုင်လိုက်ကြလေသည်မရင်တွေသည်မောင်မောင်ကျော်၏လက်ဝဲဘက်လက်မောင်းပေါ်သို့လက်တစ်ဖက်ကိုတင်လျက်ထိုင်ပါဦးကိုကြီးရဲ့ကိုကြီးကိုစကားပြောစရာရှိပါသေးတယ်ဟိုလူတွေကိုကျုပ်ကကြည်နေတာပါတိတ်တိုးနေကြတာပဲနော်နေပါဦးဘာပြောချင်လို့လဲငယ်ရဲ့ကြောက်ရွံ့တော့ပြီးပြီလေနောက်ထပ်ထိုင်ဖို့မလိုတော့ဘူးဒီတော့အကိုကြီးနဲ့ဘလို့အေးစစ်စစ်စကားပြောနိုင်မယ်ဆိုတာစီစဉ်ရမယ်မဟုတ်လားမောင်မောင်ကျော်ကပြုံးယုံများပြုံးရဲ့ခွန်းတောင်းရမယ့်ချိန်လေးလွန်လာပြီထင်တယ်ဟုတ်ပါတယ်ကိုကြီးရဲ့နို့ပင်မဲ့တခြားလူတွေကကျမတို့ကြောင်းမသိသေးဘူးကိုကြီးကဖော်ပြမလားမပြောနိုင်သေးဘူးနွယ်ဘာဖြစ်လို့မပြောနိုင်ရမှာလဲကိုကြီးရဲ့ကျမတို့နှစ်ယောက်မြတ်တာရှိနေတယ်ပြောတာကြောက်စရာလားကြောက်စရာတော့မဟုတ်ဘူးပေါ့ကွယ်ချိန်တန်တော့ကိုကြီးပြောမှာပေါ့မရင်တွေသည်မောင်မောင်ကျော်၏ဒူပေါ်သို့တင်ထားသောလက်ကိုရုတ်တရက်ပြန်၍ရုပ်သိမ်းလိုက်၏နှကန်းဆူလျက်ထားဖြစ်အကိုကြီးသဘောတွင်မောင်မောင်ကျော်သည်အတန်ငယ်ပြုံးလိုက်ပြီးလျှင်မရင်တွေ၏လက်မောင်းကလေးကိုရွရစွာပုတ်တက်လိုက်ပြီးနောက်ຫນွေဒီမှာခဏနေရခဲ့အောင်နော်ကိုကြီးသွားပြီးဧကန်လိုက်အောင်မယ်ဟုပြောကနေရာမှထသွားလေ၏သူသည်လူအုပ်ကြီးရှိရာသို့ရောက်သွားပြီးနောက်နှုံမဆက်ရသေးသူများအားလိုက်လံနှုတ်ဆက်လျက်ရှိရာလူယုံတော်ကြီးဦးဖိုးလူသည်ယောက်ျားတစ်ယောက်နှင့်မိန်းမခက်ချောချောတစ်ယောက်အားအခန်းဝါမှစီးကြိုလာသည်ကိုခက်လန်းလန်းမှမြင်လိုက်ရ၏သူနှင့်သူသည်ထိုမိန်းမနှင့်ယောက်ျားရှိရာသို့လျှောက်သွားကမိန်းမဖြစ်သူအားဘဲနဲ့လဲရီနောက်ချလိုက်တာကွယ်ကိုကြီးဖြစ်ရီကိုလာမဲတော့မထင်တော့ဘူးမိမပြူကပြုံးရဲ့လာပဲနေပါမလားကိုကြီးရဲ့လာမပေါ့ကြောက်ရွံ့ခွေမိပြီးနော်ဟုတ်တယ်ခုပဲဖွင့်လိုက်တယ်မကြသေးပါဘူး9 မိနစ်လောက်ရှိအောင်မယ်ဒေါက်တာမောင်မောင်ကျော်နှုတ်ဆက်သောမိမပြူမှာမင်းကြီးဆိုသူမိမချောတယောက်ဖြစ်၍မျက်နှာမှာဘဲဥပုတ်ကဲ့သို့ခတ်သွဲရှိပြီးနေကိုနေဟန်ထားနေတကွအချိုးအစားပြည့်ပြည့်သူဖြစ်၏မျက်လုံးများမှာနက်မောင်ပြီးလေမျက်ခုံးများသည်လည်းလေးခိုင်းတံကဲ့သို့ရှိနေ၏နားထဲမှာသွဲတန်းဖြောက်ဆင်း၍ပါလာသောနှကန်းစုံမှာပြီးတက်ရက်ပြီးလျှင်ပန်းနူရောင်အစင်းရှိ၏အရက်မှာအတိုင်ငယ်မြင့်သည်ဟုထင်ရတော့လေခေါင်းနှင့်ရင်အနေထားတို့မှာတိုင်ငယ်မြင့်သောရက်နှင့်လိုက်ရောလာပေ၏ဝိကုံစားပေါ်မှာပြောင်လက်တောက်ပါနှွန်ခြင်းမရှိသဖြင့်ကလေးကလတ်သောမူရမရှိဘဲအိမ်နေရလာပေသည်ထောက်တာမောင်မောင်ကျော်နှင့်မိမိရီတို့သည်တိတ်ပဲပါသောမျက်လုံးများဖြင့်တယောက်ကိုတယောက်ကြည့်လိုက်ကြ၏ထို့နောက်မိမိရီသည်မိမိပေတွင်ရပ်နေသောမိတ်ဆွေဘက်သို့လှည့်၍ဟောတာဒေါက်တာမျိုးညွန့်မှာကိုကြီးဒါကဒေါက်တာမောင်မောင်ကျော်ပါပဲကိုမျိုးညွန့်ဟုသူနှင့်တူပါလာသောဒေါက်တာမျိုးညွန့်ဟာမောင်မောင်ကျော်နှင့်မိတ်ဆက်ပေးလေသည်ဒေါက်တာမောင်မောင်ကျော်နှင့်ဒေါက်တာမျိုးညွန့်တို့သည်တဦးနှင့်တဦးလက်ဆွဲနှုတ်ဆက်ကြ၏ဒေါက်တာမျိုးညွန့်ကရုပ်ရည်ချုံမောလှပသောဒေါက်တာမောင်မောင်ကျော်အားအတန်ငယ်ဂယုစိုက်၍ကြည်ပြီးမှအလက်ကိုပြန်၍ရုပ်သိမ်းလိုက်သည်တွေ့ရတာအင်မတန်ဝမ်းသာပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒေါက်တာမျိုးညွန့်တခဏမြညီသက်ကစကားမပြောဘဲနေကြပြီးနောက်ဆရာဝန်ကိုမျိုးညွန့်ကမိမိရီအောင်အော်ဒါထက်ကျုပ်တို့သွားကြပါစို့လားရီနောက်ကြမေးလိမ့်မယ်အချိန်ရှိပါသေးတယ်ကိုမျိုးညွန့်ကလည်းမိမိရီဒီဒေါက်တာမောင်မောင်ကျော်ဘက်သို့လှည့်၍ဒီမဲ့ကိုကြီးရဲ့ကိုမျိုးညွန့်ကရုပ်ရှင်ပြမယ်ဆိုပြီးခေါ်လာတာလို့ပေမဲ့ကိုကြီးရဲ့ဖွင့်ပွဲပါတီကိုခဏဝင်မှဖြစ်မယ်ဆိုပြီးသူ့ကားနဲ့ဒီကိုပထမအပို့ခိုင်းရတာကိုကြီးရဲ့ဒီလိုဝင်လာတာကျေးဇူးတင်ပါတယ်ရီကိုကြီးထူတဲ့ကြောက်ရွံ့သွားကြည့်ပါဦးဒေါက်တာမောင်မောင်ကျော်သည်လက်တစ်ဖက်ဖြင့်ကြောက်ရွံ့ကိုညွှန်ပြပြီးလျှင်သူတို့တယောက်သွားရန်လမ်းဖက်၍ပေးလိုက်လေ၏ထို့နှင့်ဒေါက်တာမျိုးညွန့်ကကြောက်ရွံ့စီသို့သွားရန်ခြေလမ်းတင်လိုက်တော့လဲမိမိကြီးကအတန်ငယ်နောက်သို့ပြန်၍ဆုပ်လျက်ဒီမဲ့ကိုကြီးဒါကျမကြောက်ရွံ့လားဟင်ဦးကောင်းကိုခါလျက်ဟင်မဟုတ်ဘူးဒါဖြင့်စကောစပြီးလားအတန်ငယ်ဆိုင်းငံ့ပြီးနောက်ပုံချမ်းလောင်းထားတဲ့စာရွက်တွေကအသိမှကျန်ရစ်ခဲ့တဲ့ရီရဲ့အော်ဒါထက်အကိုကြီးရဲ့တခါတည်းပျောက်သွားလိုက်တာခုမှတွေ့ရတော့တယ်ဒီလိုပေါ့ရီရဲ့ရေကြီးရာမျက်နှူရာဆိုသလိုပေါ့ထို့နောက်ဒေါက်တာမောင်မောင်ကျော်နှင့်မိမိတို့သည်စောက်ရုံနီးတွင်စောင့်နေသောဆရာဝန်ကိုမျိုးညွန့်ရှိရာသို့သွားရောက်ကြလေသည်ဒေါက်တာမောင်မောင်ကျော်ကဆရာဝန်ကိုမျိုးညွန့်အားအခုလိုဒေါက်တာရောက်လာတာကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်လည်းကျောင်းစစ်ပညာကိုလေ့လာချင်နေရကြပါပြီအခုမှပဲထားမြောက်တော့တယ်တက်လေခင်ဗျာတော်တော်သိမရဲ့လားသိရုံပဲကပါမလဲသိကောင်းတာပဲဒေါက်တာဒါထက်ဒီခန်းဟာလူနာဘလောက်ဆန်ပါမလဲခင်ဗျာ15 ရက်လောက်တော့ဆန်ပါလိမ့်မယ်ကျွန်တော်အိမ်ကဟိုဘက်ကကက်လျက်တိုက်ခန်းပါပဲ
အဲ့ဒီဟိုဘက်မှာလူနာထားတဲ့အခန်းရှိပါတယ်။နို့ပေမဲ့အခန်းကျယ်သလောက်လူနာတွေကမကျေနပ်သလိုပါပဲခင်ဗျာ။လူနာတွေဟာနေရာထိုင်ခင်းကျယ်ကျယ်ဝန်းဝန်းရပြီးသူတို့ကိုဂရုစိုက်ပြုစုလေးလေးတို့ကိုနောက်ထပ်ဂရုစိုက်စေခြင်းလေးလေးပါပဲ။ဟုတ်တာပေါ့ခင်ဗျာ။ဒါကတော့ကျွန်တော်မလဲဒီလိုပါပဲ။ဒေါက်တာမောင်မောင်ကျော်ကပြုံးလိုက်ထို့နောက်တစ်စုံတရာဆက်လက်ပြောမည်ဖြူစဉ်နောက်မှချောင်းဟန်တန်တစ်ခုကြားလိုက်သဖြင့်နောက်သို့လဲ၍ကြည့်လိုက်ရာမိမိလူယုံတော်ကြီးဥဖိုးလူချင်းနေသည်ကိုတွေ့ရလေသည်။ဒေါက်တာမောင်မောင်ကျော်သည်ဆရာဝန်ဦးမျိုးညင်းနှင့်မိမိရိုဘတ်သို့လှည့်ပြီးလျှင်တစ်စိတ်ကျွန်တော်ခွင့်ပြုပါခင်ဗျာဟုပြောကာဥဖိုးလူကလူရှင်းသောနေရာသို့ခေါ်သွားပြီးနောက်ဘာလဲဥဖိုးလူကျွန်တော်မိရထားကိုသွားကြိုရဲဆရာနှုတ်ပေမဲ့ဆရာကြီးပါမလာဘူးခင်ဗျာလူချင်းများလွဲနေလို့လားဥဖိုးလူဒေါက်တာမောင်မောင်ကျော်သည်ခိတမြောက်တွေဝေ၍သွားပြီးနောက်သူ၏မျက်နှာတွင်စိုးရိမ်ကြောက်ကြသောအရိပ်များအယောင်များတန်း၍သွားလေသည်နောက်ယထာတစင်းကကောဘယ်ချိန်ဆိုင်မတည်လေနောက်6နာရီမှတစင်းရှိပါရဲ့ဆရာကောင်းပြီလေကောင်းပြီအဲ့ဒီယထာကိုဆက်ဆက်သွားကြုံတော့ဟုတ်ကဲ့ဆရာစိတ်ချပါဥဟုတ်လူသည်ဥကောင်းကိုညွှန်၍ထွက်သွားလေရာထိုအခါမှဒေါက်တာမောင်မောင်ကျော်သည်တစ်ဖက်သို့ပြန်၍လှည့်လိုက်လေသည်တို့ရှိစဉ်မျိုးသမီးနှစ်ယောက်ကမိမိအားပြိုင်တူကြည့်ရှုလျက်ရှိသည်ကိုတွေ့ရ၏တယောက်မှပဒင်းပေါအနီးဆိုပါပေါ်တွင်ထိုင်နေသောမရင်တွေဖြစ်၍အခြားတယောက်မှမလဲမကန့်မှရက်ကြည့်နေသောမိမိဖြစ်၏သူတို့နှစ်ယောက်စလုံးပင်မိမိအားစိမ့်စိမ့်ကြီးလျက်နေသည်ကိုတွေ့ရသဖြင့်ဒေါက်တာမောင်မောင်ကျော်သည်တန်ငယ်စိတ်ရှုပ်ရိပ်လာပြီးနောက်ခြေလန်းခတ်သွက်ဖြင့်ပဒင်းပေါစီသို့ရှောက်သွားကမရင်တွေ၏နဘေးတွင်ထိုင်ချလိုက်လေသည်ထိုအချိန်၌ဆရာဝန်ကိုမျိုးညွန့်နှင့်မိမိတို့သည်ကြောက်ရွံ့ရှိရာမှခန်းတော်တစ်ခုစီသို့ရှောက်သွားနေကြပြီဖြစ်ရာမရင်တွေကဒေါက်တာမောင်မောင်ကျော်၏ပခုံးပေါ်သို့လက်တစ်ဖက်ကိုတင်လိုက်ပြီးနေဟိုလူကဘသူလဲဟင်ဆရာဝန်ဦးမျိုးညွန့်ဆိုတာလေဟိုမိန်းမကောသူကရင်းမိရတဲ့သူ့ကိုအကိုကြီးရန်ကုန်ရောက်မှတွေ့ဘူးတာပေါ့တိတ်လာတာပဲချစ်စရာကောင်းနေနော်သူ့ပုံကိုကအကိုကြီးထုပြီးပြီလားသူ့ကိုရန်ကုန်ရောက်မှတွေ့ဘူးပါလေလို့ပြောပြပါပကောဘယ်နဲ့လုပ်ပြီးအယုတ်ထုကိုအချိန်ရပါမလဲမရင်တွေတိတ်ပြီးချစ်စရာကောင်းတာပဲကိုကြီးတော့တဲပြီးတတိပထားမိပါဘူးလို့ပေမဲ့သူကလေကိုကြီးကိုကြည့်လိုက်တာစိမ့်လို့မရင်တွေညနာတွေမနာလိုဝင်တို့စိတ်တို့ဤအရေးရောင်များတန်းလျက်ရှိသည်ကိုမောင်မောင်ကျော်တတိပြုမိလိုက်၏မောင်မောင်ကျော်သည်မိမိရှိရာသို့တစ်ချက်များလှည့်ကြည့်ရာမိမိကပြန်ကြည့်နှင့်မျက်လုံးချင်းဆိုင်၍ကားလေသည်သူနှင့်မိမိသည်ညနာဝဲလိုက်ကလေရန်တွင်ချိတ်ထားသောပကြီးကားကြီးတစ်ချက်ကိုကြည်အားဟန်ပြုနေလေသည်မောင်မောင်ကျော်သည်မရင်တွေ၏လက်ကလေးကိုခဏနာဖြစ်ညစ်လျက်လွယ်ခလေကွယ်တိတ်ပြီးစိတ်ကူးရင်သားပဲစဉ်းစားကြံသားတွေရှောက်ပြီးစဉ်းစားနေတယ်ဟုတ်တော့ဟုတ်တာပဲကိုကြီးရေသူနဲ့တယောက်နဲ့တယောက်စကားပြောဆိုလျက်ရှိစဉ်အဲ့ဒီများထဲမှလူတယောက်သည်လူအုပ်ထဲမှထွက်၍မောင်မောင်ကျော်ရှိရာသို့လာရောက်ပြီးနောက်ဆရာလက်ရာကတော့အင်မတန်ထူးခြားတဲ့လက်ရာပါပဲခင်ဗျာကျွန်တော်ကအစမ်းပြားတွေစူဆောင်းနေတဲ့လူတယောက်မို့ဒီဟာမျိုးကိုတိတ်ဝါသနာပါတယ်ရောင်းလို့ရောင်းမယ်မဟုတ်ဘူးပေါ့နော်ဒေါက်တာဟုတ်ကဲ့မရောင်းပါဘူးကျွန်တော်မိတ်ဆွေနေမြင်ဟောင်းသာခဏပြထားတာပါပြပွဲပြီးရဲ့အခါကျွန်တော်လက်ရာတွေသိမ်းဆည်းထားတဲ့နေရာကိုတခါတည်းပို့လိုက်မှာပါပဲအဲ့ဒါကဘယ်မှာလဲခင်ဗျာလျှို့ဝှက်တဲ့နေရာတစ်ခုခုမှာပေါ့ခင်ဗျာဒီလိုသိသိမှလည်းလက်ရဟောင်းတွေပြန်ကြည့်ခွင့်ရပြီးကျွန်တော်အတွက်တိုးတက်မှုရတာပေါ့ဟုတ်ပါတယ်ခင်ဗျာမရင်တွေနဲ့မောင်မောင်ကျော်တို့သည်ထိုသူထွက်သွားသည်ကိုကြည့်၍ပြုံး၍ကြံရည်ခဲကြလေ၏ထိုအချိန်၌မိမိရင်နဲ့ဆရာဝန်ကိုမျိုးညွန့်တို့ဆုံးတွေ့သည်၆ရုံကြီးတွင်ရက်လျက်ရှိရာမှကိုမျိုးညွန့်ကမိမိဘက်သို့လှည့်၍တော်ကောင်းတဲ့လက်ရပဲရည်ကျောက်ရုပ်ကလူနဲ့တူပြီးအချိုးစားကြရုံတွေမကသေးဘူးမျက်နှာအနေထားနဲ့မျက်လုံးဟာတက်ဝင်နေတယ်။နေပေါင်းဒီလူကဆရာဝန်အလုပ်ကတစ်ဖက်နဲ့ဘလို့လုပ်ပြီးအချိန်ရပြီးထူနိုင်တယ်လည်းမပြောတတ်ဘူး။ကျမတို့သွားဖို့အချိန်တော်လောက်ပြီထင်တဲ့ကိုမျိုးညွန့်သွားကြတာပေါ့။ဒီလူကဆေးဘက်မှာတော်တလောက်ကျောင်းစစ်ပညာမှာလည်းတော်တာပဲနော်။ရုပ်ကလည်းချောပြောကလည်းကောင်းလက်မှုပညာရောနှုတ်မှုပညာရောစုံတဲ့လူတစ်ယောက်ပါပြီပဲ။ဒီရုပ်ကိုများရောင်းမယ်ဆိုရင်ချုပ်တော့ဝယ်ကျင်တာပဲ။ရောင်းမယ်မထင်ပါဘူး။သူ့သက်ရာတွေတနေရာမှာစုထားတဲ့ပျောက်ပွဲခမ်းမကြီးနောက်ဘက်အလဲဘက်နောက်လောက်၌ပိုးတော်ဘော်ရီနှင်းစီပွင့်ကြီးများရိုက်နှက်ထားသောလိုက်ကားတစ်ခုရှိရာလူတစ်ယောက်သည်တန်ငယ်ချေပြားထောက်ကထိုလိုက်ကားပေါ်မှကျော်၍တင်းခန်းသို့ကြည်ပြီးနေအိုးခဲမှလည်းရုပ်လုံးတွေရှိသေးတာပဲလက်ဆက်သက်တော်ဟုတယောက်တည်းပြောတဲ့ကဲ့သို့ပြောပြီးနောက်တကားစီသို့သွားရန်လှည့်လိုက်ရာမိမိနှင့်မတော်တဆပိုက်မိသွားသဖြင့်ထိုလူကဝမ်းနေပါရဲ့ခင်ဗျာမတော်လို့ပါဟုပြောပြီးနောက်ဆက်သွားလေသည်သို့သည်မိမိသည်ခြေပြားထောက်ကထိုသူကြည့်သောနေရာသို့လိုက်ကားပေါ်မှကျော်၍ကြီးလိုက်လေသည်ခန်းတွင်း၌ကသူ၏ကိုအတိုင်းထွာပမာဏခန့်ရှိသည့်ပုံတူကြောက်ရွံ့တစ်ခုကိုမြင်ရသဖြင့်မိမိ၏ပါးစပ်မှဟာကနေပင်တီတိုရေရွတ်လိုက်ပြီးကြောက်ရွံ့၏မျက်နှာမှာနောက်သို့ခက်လန့်လန့်ရှိနေပြီးလျှင်ပုံတူ
ထုလုပ်ရန်ပုံချမ်းရေးဆွဲထားသည့်ဖယောင်းစက္ကူအထက်ထပ်များကိုလည်းကြောက်ရွံ့တင်သောခုံပေါ်၌တင်ထားသည်ကိုမြင်ရ၏ထိုခိုက်တွင်နောက်မှကိုမျိုးညွန့်၏အတန်ဖြင့်ကဲသွားကြပါစို့ရီတော်တော်ကြာရုပ်ရှင်မမီပဲနေလိမ့်မယ်ဟုပြောတန်ကြရသဖြင့်နှစ်ယောက်သားတကားပေါက်ရှိရာသို့လာခဲ့ကြပြီးလျှင်တကားဝအနီးတွင်ရက်နေသောမောင်မောင်ကျော်နှင့်မရင်တို့အားနှုတ်ဆက်လေ၏အပြင်သို့ထွက်မိကြ၍မိမိသည်နောက်သို့တစ်ချိန်ပြန်၍ကဲ့စီတွင်မောင်မောင်ကျော်နှင့်မျက်လုံးချင်းစုံမိပြန်လေသည်သို့ရှိစဉ်နောက်မှချောင်းဟန်တဲ့တတန်းကြားလိုက်ရသဖြင့်လှည့်ကြည့်လိုက်ရာမောင်မောင်ကျော်၏ဘန်နာဆိုးနှင့်တပည့်ကြီးဖြစ်သူဦးဖိုးလူကိုတွေ့ရ၏ဘာလဲဦးဖိုးလူ9:15မိနစ်ရှိပြီဆရာနိုင်မှန်ရဲ့လားဦးဖိုးလူမှန်ပါတယ်ဆရာဗီဒီယိုနဲ့ကျွန်တော်တိတိကျကျချိန်တိုက်ထားပါတယ်မောင်မောင်ကျော်သည်သူ၏နိုင်ကိုတေချာချိန်တိုက်လိုက်၏ကဲအင်မတန်ချိန်မှန်ဖို့အရေးကြီးရဲ့နော်ဟုတ်ပါတယ်ဆရာတပည့်ကြီးဥပုလို့ထော်သောအခါမောင်မောင်ကျော်သည်အခန်းလေသို့ရှောက်လာပြီးလျှင်လက်ခုပ်တီးလိုက်ရာပရိသတ်များကအလံ၍ကြည်လိုက်ကြ၏သို့နှင့်မောင်မောင်ကျော်ကနောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့်မြင်ပရိသတ်များခင်ဗျာချိန်လဲတော်လင့်သွားပါပြီကျွန်တော်ရဲ့ပထမဆုံးအလုပ်ဝတ္တရားကကျွန်တော်လူနာတွေကိုအချိန်မှန်ကြည့်ရှုဖို့ဖြစ်ပါတယ်အခုချိန်အားစပြီးကျွန်တော်ရဲ့ကြောက်ရွံ့ခွင့်ပွဲကိုရုပ်သိမ်းပြီးဖြစ်တဲ့အတွက်မိမိတို့သဘောတိုင်းကြွားနိုင်ကြပါပြီအခုလိုကြွားရောက်ချီးမြှင့်ကြတဲ့အတွက်ကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုပြောကာစကားလက်စားတက်လိုက်၏ထိုအခါပရိသတ်များသည်မောင်မောင်ကျော်အားလာရောက်နှုတ်ဆက်ကားတီးတီးပြန်ကြလေ၏နောက်ဆင်မလီခန့်ရှိသောအခါ၌ကခန်းထဲတွင်လူမရှိသလောက်ရှင်းလင်းသွားလေပြီးမောင်မောင်ကျော်သည်သူ၏စာကြည့်ခန်းနှင့်တခွဲခန်းရှိရာပေါ်တက်သို့တက်ခဲ့ရာအခုလူကဧည့်သည်များကုန်ကားသောအခါအိမ်ရှိတကားကိုပိတ်လိုက်လေ၏အချိန်ဘလောက်ရှိပြီလဲဦးဖိုးလူ9:29မိနစ်ရှိပါပြီဆရာမောင်မောင်ကျော်သည်သူ၏စာကြည့်တကားကိုဖွင့်ပြီးလျှင်အတွင်သို့မဝင်မီတကားဝရရက်လျက်ဒီညတော့ဦးဖိုးလူကျွန်တော်စီကိုလာဖို့မလိုတော့ပါဘူးပြီးတော့ကျွန်တော်ကိုလည်းဘသူမျှလာပြီးနောက်ဆက်မပေးပါစေနဲ့တကယ်လို့နောက်မီထားမှစမီကြိုတဲ့သူပြန်လာရင်တော့ဦးဖိုးလူကျွန်တော်စီကိုလာပြီးနှိုးပြီးတော့မောင်မီဆရာကျွန်တော်နားလဲပါပြီဒေါက်တာမောင်မောင်ကျော်သည်စာကြည့်တကားကိုပိတ်ပြီးနောက်အခန်းထဲရှိစပွဲကြီးရှိရာသို့ရှောက်သွားလေ၏အခန်းမှာအတော်တန်ကျဲဝန်းသောအခန်းတစ်ခုဖြစ်၍အုံငယ်များ၌ကဲ့၍ထားသောမန်ဘီတို့များမှာအပေါ်မျက်နှာဆက်ထီမြင့်ပြီးလျှင်စောင်းများဖြစ်လျက်ရှိ၏စပွဲပေါ်၌ကစပွဲတင်အရက်ပြန်နိုင်လုံးရှိ၍မောင်မောင်ကျော်သည်ကလထိုင်ပေါ်၌ထိုင်ကမန်အိမ်ကိုတွန်းလိုက်၏ထို့နောက်အင်းဒီအိတ်ထဲမှရွှေကြိုးကလေးတက်၍ထားသောတော်တွဲကိုယူပြီးလျှင်စပွဲကြီးအလဲအန်ဆွဲကိုဖွင့်ပြီးနောက်အတွင်မှတရေပုံးရထားသောစာအုပ်ကြီးတုပ်ကိုထုတ်ယူလိုက်၏တရေစာအုပ်ကြီးမှာအလဲမှရွှေပြားနှစ်ခုညှက်၍ပိတ်ထားသောနေရာတွင်လက်သေးခွန်တတများရှိသောတောကလောက်ကလေးတစ်ခုဖြင့်ပိတ်ထား၏စပွဲကိုပြန်ပိတ်ပြီးသောအခါသူသည်တောက်တွဲမှတောကလေးတစ်ချောင်းကိုရွေးပြီးလျှင်ဆောင်းမှရွှေတောကလောက်ကလေးကိုခွင်လိုက်လေသည်ဖေးစိုးနီဖြင့်မသားထားသောစာမျက်နှာကိုခွင်လိုက်သောအခါအတွင်းမှစာများမှာပုံနှိပ်စလုံးများမဟုတ်ဘဲလက်ဝဲဘက်မျက်နှာတွင်လက်ဖြင့်နောက်ပါသည်သက်စွာရေးထားသောလက်ရင်းများအပြည့်ရှိ၍လက်ရပတ်ချမ်းလိုက်မှုထဝက်မြရေးပြီးဖြစ်၏မောင်မောင်ကျော်သည်ရက်ပြန်မှန်အိမ်ကိုအဒီးသို့ဆွဲယူပြီးနောက်ဆုံးရေးထားသည့်စာကြောင်းကိုဖတ်လေသည်24ရက်7330 3cc တန်ပြန်မှုနေလာသည်စပွဲပေါ်၌ကစပွဲတင်နာ၏ကလေးတစ်လုံးရှိ၍ကြည်လိုက်ရအချိန်မှာ9:28မိနစ်ရှိနေပြီကိုတွေ့ရ၏မောင်မောင်ကျော်သည်ကလထိုင်မှလေးလံစွာထားပြီးနေသူ၏လက်များကိုအထက်အောက်အပြန်အလှန်အသေးချာကြည့်ရှုလျက်ရှိ၏လက်များမှာပြောင်းနိုင်များကဲ့သို့ညီညွတ်တည်သွဲပြီးနေလက်သေးများမှာလည်းတန်ရှင်းစင်ကြဲစွာတည့်ရစွာလိဖြတ်ထား၏လွင်နှောင်းတွေ့ပြောင်းလျက်ရှိတော်လေပြေဝတန်မာသောတွင်ကိုဆောင်လျက်ရှိ၏ခွဲစိတ်ဖြတ်တောင်းနိုင်သောဆရာဝန်တယောက်၏လက်လှပထူလုံနိုင်သည့်ကျောက်စစ်ဆရာ၏လက်ဟုဆိုအပ်သောအမှုပညာသမားတယောက်၏ပုံမှန်ချနာလှပသောလက်များပါပေသည်မောင်မောင်ကျော်သည်သူ၏လက်များကိုမိအောင်လိုက်ထောင်ကလက်သေးကုန်များကိုပါအသေးချာကြည့်ရှုလျက်ရှိ၏ထို့နောက်သူသည်အပေါ်အင်းကြီး၌ရွှေချိတ်ဖြင့်ဆွဲချိတ်ထားသောဖောင်တိန်ကိုယူပြီးလျှင်ယခင်ကရေးပြီးစာကြောင်းအောက်မှကပ်၍အောက်ပါသားရေးသားလေသည်21:30ချိန်စော၍ဖြစ်ပေါ်လာမည့်အရေးနမိတ်ကိုမြင်ရသည်နှုတ်ရန်ချိန်စေးတောက်ရန်6နာရီกว่าချသည်မောင်မောင်ကျော်သည်ရွှေညက်ကလေးများမှတော့ကောက်ကလေးဖြင့်စာအုပ်ကိုပိတ်ကာအန်ဆွဲတွင်သို့ပြန်၍ထည့်လိုက်ပြီးနောက်ခန်း၏လက်ဝဲဘက်အုံငရံတွင်မြုပ်ရထားသောတကားကလေးတစ်ခုရှိရာသို့လျှောက်သွားလေသည်တကားကလေးမှာခန်းတွင်ရှိစင်းအောင်နှင့်လိုက်အောင်စေးတုပ်ထားသဖြင့်အလယ်၌တောပေါက်ကလေးတစ်ခုသာရှိ၏သူသည်ယခင်တော်တွဲကလေးမှတော်တစ်ချောင်းကိုရွေးထုတ်ပြီးနှင့်ထိုတကားကလေးကိုခွင်းလိုက်ပြန်သည်တကားမှာလူတစ်ယောက်ဝင်ရုံမျှသာရှိ၍တကား၏အခြားဘက်၌ကခန်းက
လေးတစ်ခုရှိရာထိုခန်းကလေးမှာမောင်မောင်ကျော်၏ပြိုဝတ်သောဓာတ်ခွဲခန်းကလေးပင်ဖြစ်လေသည်ခန်းကလေးမှာ12ရန်15ပေရှိ၍အခန်းပတ်လည်တွင်တစ်သားခုံများဝိုင်းလျက်ရှိ၏ရင်းခုံများပေါ်၌ကဓာတ်ပူးများဖန်ခွက်များခြေနှံကြိုးခွေများခံပြိုချောင်းများတာပိုင်ဖြင့်ထွန်းရသောဓမီကရိယာနှင့်မိစာများစသည်တို့ဖြင့်နှံ့ကြားရှိလေသည်ရုတ်တရက်ကြီးကယင်းပစ္စည်းကရိယာများကိုဖြစ်သလိုထားသည်ဟုထင်ရတော်လဲတေချာကြည့်ရှုသောအခါ၌မူပညာရပ်တစ်ခုကိုစမ်းသပ်ရန်ဓာတ်ခွဲကရိယာများကိုသူနေရာနှင့်သူနေသားတကျပြင်ဆင်ထားခြင်းဖြစ်ကြောင်းသိနိုင်လေသည်စပွဲ၏အလဲတွင်လူကိုတင်၍ခွဲစိတ်သောဆရာဝန်များအသုံးပြုလေရှိပြီးစပွဲရှိတစ်လုံးရှိ၏ထိုစပွဲ၏ခြေရင်းပတ်နံရံတွင်တံပီရိုကလေးတစ်ခုရှိ၍မောင်မောင်ကျော်သည်ထိုတံပီရိုကလေးရှိရာသို့သွားပြီးနှင့်တကားကိုတော့ပြဖွင့်လိုက်လေသည်အတွင်း၌ကမိခံတံမဏိတတာကလေးတစ်လုံးရှိ၍သူသည်ရခင်တော့တွင်မှတော့တစ်ချောင်းဖြင့်ထိုတံမဏိတတာကလေးကိုဖွင့်လိုက်ရာအတွင်းမှမေးမိန်သောဓမီရောင်ကဲ့သို့အစိမ်းရင်ရောင်ရှိသောအလင်းရောင်တစ်ခုထိုးထွက်လာလေသည်ထိုလင်းရောင်သည်အခန်းတစ်ခုလုံးကိုလမ်းချုံ၍သွားလေရာဓာတ်ခွဲခန်းတစ်ခုလုံးဆင်း၍သွားတော့၏မောင်မောင်ကျော်သည်ထိုစိမ်းရောင်ထွက်လာသောတန်တစ်တာလေးကိုကင်လိုက်ပြီးပြုစဉ်ခန်းတကားစီမှတန်တန်ကြားလိုက်ရသဖြင့်ဖြတ်ခနဲလှည့်၍ကြည်လိုက်မိ၏ဓာတ်ခွဲခန်းတကားဝါ၌ကမရင်ထဲသည်ဖွင့်ထားသောတကရွက်တစ်ဖက်ကိုလက်ဖြင့်ကိုင်ကပါဇက်အဟောင်းသားဖြင့်မတ်တက်ရက်လျက်ရှိနေလေသည်သူသည်တန်တစ်တာကလေးတွင်မှထွက်လာသောစိတ်နှုရောင်ရောင်ကြီးများကိုတန်းအပ်တော်ကြည့်ရှုနေဟန်တူ၏မောင်မောင်ကျော်သည်တစ်တာတကားကိုဂျိုင်းကနေပိတ်ချလိုက်ရာတံပီးခလုတ်ကိုပိတ်လိုက်ပြီးတကယ်သို့ရောင်လဲတခါရဲပြောက်ကွယ်သွားတော့၏ထို့နောက်သူသည်မျက်နှာများနီ၍လာအောင်ဒေါသထွက်လျက်ကိုမတ်တက်ရက်လိုက်ပြီးလျှင်မရင်တွင်နှင့်မျက်နှာချင်းဆိုင်လိုက်လေသည်မင်းမပြန်သေးဘူးလားမရင်တွင်မရင်တွင်သည်ဓာတ်ခွဲခန်းထဲသို့တိုး၍ဝင်လာလေသည်မပြန်သေးဘူးကိုကြီးကိုစကားပြောစရာရှိသေးတယ်လက်ခံမပြောပါလို့ကိုကြီးပြောပြီးပါပကောကျမဒီကိုရောက်နေတာဘသူမှမသိပါဘူးကိုကြီးရဲ့မရင်တွင်သည်စကားပြောရင်းရှေ့သို့တိုးလာပြီးနောက်သူတို့အားလုံးပြန်သွားအောင်ကျမပုံပြီးဆောင်နေတယ်ကျမဒီကိုဝင်လာတာဥခုလူတော်မသိဘူးဘယ်နည်းနဲ့မှအခုမပြောနိုင်ဘူးမရင်နဲ့ကဲသွားပါလို့ပေမဲ့ကျမပြောရအောင်ပါပဲကိုကြီးကျုံမှာအင်မတန်ရေးကြီးရဲ့အလုပ်တစ်ခုရှိနေတယ်မရင်နဲ့ဒီတော့နောက်မှပဲမလုပ်ပါနဲ့ကိုကြီးခုပြောချင်တယ်မရင်နဲ့ဒီမမောင်ကျော်၏စကားကိုဖြတ်၍ပြောလိုက်ပြီးနောက်ရှေ့သို့လူချင်းထီလူမတက်တိုးရလာလေရာသူ၏မျက်လုံးများမှအလုံးမင်းကြည်လင်တောက်ပါလျက်ပါလာသောနှကန်းကလေးများမှဆိုစိမ့်နှံ့၍နေတကဲ့သို့ရှိပြီးလျှင်မိုးမောက်သောရင်ုံကလေးမှနှိမ့်စီနှင်းလျက်ရှိနေလေသည်ကျမတို့ရှေ့ကိုဘယ်လိုစကန်သွားကြမယ်ဆိုတာကျမသိရမှာဖြစ်မယ်ကိုကြီးမောင်မောင်ကျော်ကနောက်ဆုံးတောင်းပန်သည့်နေ့ဖြင့်ဒီမဲ့မဲ့ရင်တွင်လက်ပြန်ကျုပ်ပြောမယ်ဆိုတာကျုပ်ကတိပြုပါတယ်ကတိပြုမှာကရီကိုထင်ပါရဲ့ကိုကြီးဟာမိမိညီနဲ့မေတ္တာရှိနေကြတယ်မဟုတ်လားမောင်မောင်ကျော်သည်မက်ရင်ထဲရှေ့မှဖြတ်၍မြင်မြန်စွာရှောက်သွားပြီးနောက်တကားဝါရီရက်လျက်ကဲသွားပါတော့မက်ရင်တွင်မသွားဘူးကိုကြီးမသွားဘူးမရင်ထဲသည်ဓာတ်ခွဲခန်းရှိခုံအစွန်းရှိရာသို့ရှောက်သွားပြီးလျှင်ထိုနေရာသို့ရောက်သောအခါမောင်မောင်ကျော်နှင့်မျက်နှာချင်းပြန်၍ဆိုင်လိုက်လေသည်ထို့နောက်စကားအစကိုဖြတ်ဆက်လက်၍အပေါ်ထဲမှာကိုကြီးတို့ကိုကျမစောင့်ကြည့်နေတဲ့ခန်းထဲကိုမိမိဝင်လာကြတဲ့ကအကိုကြီးဟာမူရပြက်ပြီးကိုကြီးမျက်နှာဟာတစ်မျိုးဖြစ်သွားရဲဆိုတာတွေသတိပြုလိုက်မိတယ်။မင်းနဲ့စကားပြောနေတဲ့ချိန်မှာတော့ကိုကြီးဟာသူစီကိုစိတ်ရောက်နေရဲဆိုတာတွေရှိနေတယ်။ဟိုကလည်းကိုကြီးမျက်နှာကနေပြီးသူ့မျက်လုံးကိုမခွာဘူး။မောင်မောင်ကျော်သည်တက်ခွဲခန်းအတွင်းသို့ပြန်၍ဝင်လာပြီးလျှင်မရင်တွင်ရှေ့တွင်ရက်လျက်အခုမရင်တွင်ပြောနေတဲ့ဟာတွေဟာဘာမှအတိတ်ပဲမရှိဘူးမရင်တွင်သူ့ပြောရင်းမောင်မောင်ကျော်သည်မရင်တွင်ပခုံးပေါ်မှကျော်၍သူ၏စပွဲရှိစပွဲတင်သားကိုလှမ်းကြည့်လိုက်၏ချိန်မှာ9:49မိနစ်ရှိနေလေပြီကဲဒီမဲ့မရင်တွင်နင်းသွားပါတော့ကျုပ်နောက်ဆုံးတောင်းပန်ပါတယ်မရင်တွင်သွားရင်လက္ခဏာမပြချေကိုကြီးကိုဟာကျမအတွက်နည်းနည်းကလေးမျှမစင်စားမိဘူးထင်တယ်။ဘယ်ဟာကိုကြီးကိုချစ်နေရဆိုတာကိုကြီးသိတယ်ထပ်ခါပြောရပေါင်းလဲများပြီမိမိဆိုတဲ့မိန်းမတယောက်ကျမတို့ကြားထဲကိုဝင်လာတာနဲ့ကျမဟာခုံပြက်ခံပြီးအလျှော့ပေးမယ်လို့များထင်သလားကိုကြီးဝေးလိုက်တာဘယ်တော့မှအလျှော့မပေးဘူးဒီမှာမရင်နဲ့ဒီတစ်ခါကျုပ်နောက်ဆုံးပြောချင်မယ်မင်းထွက်မသွားရင်ကျုပ်လူတွေခေါ်ပြီးဆွဲအထုတ်ခိုင်းရလိမ့်မယ်ထုတ်ပါထုတ်ရင်ကျမအွန်လိုင်းမှာပေါ့မြို့ပြတ်သွားအောင်អော်လိုက်မယ်။မောင်မောင်ကျော်သည်တခဏမျှတွေဝေလျက်ရှိနေရမှခုံကိုဇဝါဖြင့်ပြင်းထန်စွာတစ်ချက်ပုတ်လိုက်လေ၏။မရင်လည်းမင်းခုချက်ချင်းထွက်သွား
သူ၏တံမှာအလုံးပင်တုံတုံရင်ရင်ရှိလာ၍မရင်တွေသည်နောက်သို့ခြေတလန်းဆုပ်သွားပြီးနောက်မောင်မောင်ကျော်၏မျက်လုံးများကိုကြည့်ပြီးလင်အကိုကြီးမျက်လုံးတွေဘလို့ဖြစ်လာတာလဲဟင်မောင်မောင်ကျော်သည်မရင်တွေ၏မျက်နှာကိုကြည့်၍နေမိ၏သူ၏မျက်လုံးသည်လည်းတောက်ပခြင်းကဲမဲ့ကတဖြည်းဖြည်းမိန်သွားပြီးလင်မြင်းတို့မှအစိမ်းလူရောင်ကလေးများထွက်လာသည်ကိုမြင်ရ၏သို့နှင့်မရင်တွေသည်စပွဲတင်ရက်ပြန်ပြီးရင်ကလေးကိုကိုင်မြောက်ကသူ့အနီးသို့တိုး၍သွားလေ၏မောင်မောင်ကျော်သည်ခါကိုစန့်တန်းပြီးနောက်ခတ်တန်သောမျက်နှာဖြင့်အန်ချိတ်ကသူ၏လက်တစ်ဖက်ကိုဝှေ့ရမ်းလိုက်ရာမိရင်ကလေးသည်မရင်တွေလက်ထဲမှကျမ်းပြင်ပေါ်သို့ကျသွားလေသည်မှန်အိမ်ပြောင်းသည်ကျမ်းပြင်ကိုရိုက်ခတ်မိသဖြင့်ခွဲခြားသွားတော့လေအရက်ပြင်များမှာအပြင်သို့မဖိတ်ဘဲမိစားသားတင်ဆက်လက်၍မိတောက်ကကော်စောကိုလောင်စာပြူတော်၏မရင်တွေသည်ကျမ်းပေါ်တွင်လဲ၍နေသောမိရင်ကလေးကိုပြန်၍ထောင်လိုက်ပြီးလျှင်မောင်မောင်ကျော်ကိုမောကြည့်လိုက်၏ထိုအချိန်၌မောင်မောင်ကျော်သည်စပွဲစွန်းကိုမိကစပွဲပေါ်သို့လက်တစ်ဖက်ထောက်လျက်ရှိနေရာအလုံးမောကပ်၍တုံးလို့ခြောက်ချားနေဟန်ရှိလေသည်မရင်တွေသည်မောင်မောင်ကျော်နီးသို့သွားပြီးနောက်အလုံးနှိပ်ချသောလေတံဖြင့်ကဲပါမောင်ရဲ့ကျမပြန်มาတော့မယ်ကျမကိုနှုတ်မဆက်တော့ဘူးလားဟုမေးကမောင်မောင်ကျော်၏မျက်နှာအနီးသို့သူ၏ဖြူခွေးမွေးကြိုက်သောပါကင်ကလေးကိုကပ်၍ထား၏ရခင်ခါများမှာဘူးမောင်မောင်ကျော်သည်သူ၏စာဖက်ကလေးတစ်မျှညီရဲလှပသောနှကန်းစုံကိုတစ်ချိန်မျှဆုပ်၍နှုတ်ဆက်မြဲဖြစ်တော်လဲယခုအခါ၌ကတစုံတရာပြုလုပ်မည်ဟန်မရှိပေမရင်တွေသည်စိတ်ထဲတွင်မချစ်မရဲဖြစ်ကနီးသို့ပုံမတိုးကပ်လျက်ကဲမောင်ရွက်ကိုနှုတ်ဆက်တဲ့အနေနဲ့မနှမ်းတော့ဘူးလားဟင်မောင်မောင်ကျော်သည်ကိုခက်မမတ်ရက်လိုက်ပြီးနောက်ငါတော့တိတ်နောက်ကျသွားပြီဟူတစ်ချက်ရောင်၍အော်လိုက်မိ၏သူ၏တကိုယ်လုံးမှာတန်တစ်တာထဲတွင်ထည့်ထားသည့်စိမ်းအောင်သက်ဆက်စီမှထွက်နေသည့်အယောင်ကဲ့သို့ကိုတွင်မှစိတ်လက်လက်အယောင်များထွက်လျက်ရှိ၏ထိုအခါသူ၏ကိုယ်တွင်မှအယိုးများသည်၎င်းဥပွန်သည်၎င်းဓာတ်မှန်ရိုက်၍ထားသကဲ့သို့ပြင်မှခရီးမြင်နိုင်ပြီးလျှင်လက်များမှလည်းအတွင်းမှအယိုးဆက်များသည်ပင့်ကူလက်ချောင်းကြီးများကဲ့သို့ရှိနေလေ၏အစိမ်းရောင်လိုက်၍နေသောဥခေါ်မှသူ၏မျက်လုံးများသည်တွင်ထဲတွင်ဝင်၍နေသောဖန်ကျွေလုံးနှလုံးကဲ့သို့ပြောင်လက်တောက်ပါလျက်ရှိလေသည်ထိုချိန်၌ပင့်ကူကြီးများနှင့်တူသောသူ၏လက်နှစ်ဖက်သည်မယွနယ်၏မျက်နှာအနီးသို့ရောက်ပြီးလျှင်နောက်ကျသွားပြီးဟုဟစ်အော်ကလက်တစ်ဖက်သည်မယွနယ်၏ပါးစပ်ကိုပိတ်လိုက်၏အခြားလက်တစ်ဖက်သည်မယွနယ်၏အင်းကြီးကိုလယ်မဲစီမှနေ၍ရင်သားများဗလာဟင်းလေးပေါ်သည့်အထိအောက်သို့ဆုတ်ချလိုက်လေသည်ထိုခဏ၌ကိုအပေါ်ပိုင်း၌ဗလာဟင်းလေးရှိနေသည့်လှပသောမိန်းမပြိုတယောက်နှင့်စိန်လူရောင်တောက်၍နေသောရိုးစုကြီးတို့သည်တဦးနှင့်တဦးနီးကပ်စွာဖတ်တွယ်လျက်ရှိနေလေရာရဲတံပါအောင်အော်လိုက်သောမညင်နယ်၏အတန်ကိုကြားနေရ၏မညင်နယ်၏မျက်လုံးများမှလည်းလဲရင်းတွင်ဖြစ်ညစ်ထားသောတန်မာသည့်လက်အရှိန်ကြောင့်ပြင်သို့တဖြည်းဖြည်းပြူး၍ထွက်လာလေတော့၏ထို့နောက်အယုတ်တစ်ခုကိုလွတ်ချလိုက်ပြီးတကဲ့သို့မရင်နယ်၏ကိုသည်ကျမ်းပေါ်သို့ပုံ၍လဲကျသွားလေတော့သည်မောင်မောင်ကျော်သည်နောက်သို့ပြန်၍လဲမကြည့်ပဲသူ၏တက်ခွဲခန်းရှိရာသို့လင်းမြန်စွာပြေးသွားပြီးနောက်တန်တစ်တာအတွင်းမှဖန်ဖူးတစ်ဖူးကိုဆွဲယူလိုက်၏ဟန်းတွင်ရှိစိန်အောင်မောင်ထိုဖန်ဖူးမှထွက်လာသောစိန်အောင်ပင်ဖြစ်၏ဖန်ဖူးတွင်၌ကတပိုင်းစာလောက်မျှသာစိန်အောင်အရေးရှိ၍တခန်းသောစိန်နုရောင်ပြင်းနှံချုပ်နေခြင်းမှာထိုရေမှထူးဆန်းစွာထွက်ပေါ်လာသောရောင်ပင်ဖြစ်လေသည်မောင်မောင်ကျော်သည်ဦးခေါင်းကိုတစ်ချက်ဆက်လိုက်ပြီးနောက်ဖန်ဖူးတွင်မှအရေကိုဝိုင်းကလပ်ငယ်အတွင်းသို့တစ်ခွက်စာမျှချင်း၍ထဲကတစ်ချိန်တည်းနှင့်မော၍တောက်ချလိုက်၏ထို့နောက်သူသည်တခဏမျှမတုံမလို့ငြိမ်သက်စွာရှိနေပြီးလျှင်သူ၏လက်ထဲမှဖန်ခွက်ကလေးလွတ်ချသွားပြီးနောက်ကျမ်းပေါ်တွင်ခွက်ကနေကွဲ၍သွားလေသောအခါမှာတတိပြန်၍ရလာတကဲ့သို့လှုပ်ရှားလာလေသည်သူသည်တန်တစ်တာအတွင်းသို့စင်းရည်ထဲထားသည့်ဖန်ဖူးကိုတရိုတသေးပြန်၍သိမ်းဆည်းလိုက်ပြီးနောက်တကားကိုပိတ်၍တက်ဖွဲကမ်းမှသူ၏အလုတ်ခမ်းဘက်သို့လင်းညင်စွာကူလာခဲ့၏အခန်း၏တောင်တောင်၌ကကိုလုံးပေါ်မှန်ချက်ကြီးတစ်ချက်ရှိရာသူသည်မှန်ရှိနာရက်ကသူ၏ရိတ်ကိုမှန်ထဲတွင်ကြည်လိုက်၏ပထမ၌စိတ်နှလဲအယောင်ထွက်နေသောမဟုတ်ကြီးတွင်မှမျက်လုံးနှလုံးကသူ့အားဆူဆူဝါပြန်၍ကြည့်နေသည်ကိုမြင်ရ၏သူ၏ကိုယ်နှင့်လက်များအတွင်းမှအယိုးစုများကိုပင်ခက်ရဲရဲမြင်ရ၏သို့သောတခဏမျှသောအချိန်တွင်၌ပင်ဦးအောင်ကိုနှင့်တကွရိုးစုများမှထွက်ပေါ်လာသောစိမ်းရောင်များသည်တဖြည်းဖြည်းမှိန်၍သွားပြီးနောက်ဆုံးအခါတွင်ကွဲပြောက်သွားလေတော့သည်မောင်မောင်ကျော်သည်မှန်ရှိ၌အတန်ကြာရက်၍ခက်ကုန်းကုန်းရှိနေသောသူ၏ပခုံးနှစ်ဖက်ကိုနောက်သို့အတန်ငယ်လှန်လိုက်ပြီးလျှင်ကိုဖြောင့်မတ်စွာဆန်တန်းလာ၏ထို့နောက်သူသည်ကျမ်းပေါ်မှမိအိမ်ကိုယူပြီးလျှင်စပွဲ၏အခြားစွန်ဘက်သို့တွားရောက်ကြည့်ရှုရာမရင်နယ်မှကျမ်းပေါ်တွင်ပုံရက်သာလဲလျက်မျက်နှာ၌တည်းမီး
လောင်၍ထားသောအမာရွတ်ကြီးကဲ့သို့ပါးစပ်ကိုကန့်လန့်ဖြတ်ကာပါးပြင်တစ်ဖက်တစ်ချက်တွင်အလျားလိုက်ထင်နေသည့်အစိမ်းကြီးတစ်ခုကိုတွေ့မြင်ရလေသည်ရင်မှာမက်ရင်တွင်လမ်းဖြတ်အော်လိုက်စဉ်သူကိုယ်တိုင်လက်ဖြင့်လှမ်း၍ပါးစပ်ကိုပိတ်လိုက်သဖြင့်ထင်၍ကျန်ခဲ့သောလက်ရာကြီးဖြစ်လေသည်လက်ရာကြီးမှာပေါ်ရန်အရေပြားများကိုလောင်ကျွမ်းသွားသဖြင့်အရေပြားမရှိတော့ပဲသားမီရဲရဲသာကျန်ရှိနေလေသည်မမောင်ကျော်သည်ကျမ်းပေါ်တွင်ဒူးထောက်ကမယူနေ၏မျက်နှာကိုရရစွာပုတ်တက်ကင်တွယ်လျက်မင်းကိုငါနားလည်အောင်ပြောသားခွင့်မရင်နဲ့ဒါနဲ့လည်းမင်းနားမလဲဘူးဟုဒီကိုယ်ရဲတီးတောရေရွတ်လျက်ရှိလေသည်ပကုံရွှေများရဲ့တေမင်းနှင့်စခင်းသူမိုင်းနစ်ကိုဖတ်ပြလို့ပြီးပါပြီရှင်ဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်